အပိုင်း3ရက်စောင့်မတော့စာသင်ခန်းတစ်ခုထဲမှာမော်နီတာကောင်မလေးကကျောင်းရဲ့အတန်းစီရင်ခံစာတင်ပြဖို့အတွက်ပြောလာပြီးဗိုလ်မှူးကြီးကလည်းလူကူတိုကိုတကယ်ပဲအဲစီရင်ကိုတင်ပြတော့မလို့လားဆိုပြီးပြောလာပါတယ်လူကူတိုလည်းသူတညလုံးစဉ်းစားပြီးရေးထားတဲ့အကြံဉာဏ်မှုလို့တင်ပြမယ်ဆိုကလက်ထောင်လိုက်ပြီးမော်နီတာကောင်မလေးကလည်းဒါဆိုလူကူတိုပြောပါဆိုကလူကူတိုလည်းငါတို့အပြင်စိုက်ပြိုးရမယ်လို့ထင်ပါတယ်ဆိုကပြောလာတာကြောင့်အတန်းသားတွေကလည်းတာမူလာတန်းကျောင်းမဟုတ်ဘူးဆိုကပြောလာပြီးဦးစန္ဒတာကထပ်ဖောက်လာပြီးစကားများနေတဲ့ကောင်တွေရှေ့ကိုထွက်ခဲ့ဆိုကပြောလာပါတယ်။အဲအချိန်မှာရန်နာကသူလူကူတူကိုထောက်ခံတယ်လို့ပြောလာပြီးဦးစန္ဒတာလည်းသူရောပဲထောက်ခံတယ်လို့ပြောလာတာကြောင့်အတန်းသားအလုံးလည်းဦးစန္ဒတာကိုကြောက်လို့ထောက်ခံလာခဲ့ကြပါတယ်။ဒီလိုနဲ့အပြင်တွေကိုစိုက်ပျိုးကလေးလာနေကြပြီးအဲအချိန်မှာလူကူတူကစာအုပ်တွေကိုတည်လာနေတော့မှရန်နာကဘာကူညီပေးရမလဲလို့မေးလာပြီးလူကူတူလည်းဒီဘက်မှာဆိုကနေဂျာပန်ရှိရစီကိုခေါ်လာကနေဂျာပန်လေးတွေကိုစောင့်ကြည့်ပေးရမယ်ဆိုကနှစ်ယောက်သားကြည်နေတာကြောင့်ဒါကိုတွေ့နေကြတဲ့ဝတ်တုံးနဲ့ဘုံကြီးကလည်းသူတို့မရနိုင်တဲ့ဘဝတွေဆိုတာပြောလာပြီးလူကူတိုလည်းပြုံနေကြတဲ့သူ့ရဲ့အတန်းသားတွေကိုကြည့်ပြီးဝမ်းသာနေပါတယ်အခန်းထဲကိုပြန်ရောက်တော့သူတို့လေ့လာထားတဲ့မှတ်တမ်းတွေကိုကြွနေခဲ့ကြပါတယ်ဘက်မှာလည်းဦးစန္ဒတာကပုံဆွဲနေပြီးသူ့နောက်လိုက်ခူရိုကတော့သူတို့အကိုင်းကြီးလာအောင်လုပ်ရမယ်လို့ပြောနေခဲ့ပါတယ်အဲအချိန်မှာဦးစန္ဒတာကစိတ်ပြောင်းသွားပြီးစာပဲလုပ်ချင်တယ်လို့ပြောလာတာကြောင့်ခူရိုကလည်းကတိကအောက်ဖြစ်သွားရပါတယ်ဒီလိုနဲ့ညနေရောက်တော့မိုးရွာနေပြီးလူကူတိုကလည်းအိမ်ပြန်မယ်လို့ဦးစန္ဒတာကိုပြောလိုက်ပြီးဦးစန္ဒတာကလည်းတစ်ခေါက်လောက်ပန်းမြင်တွေကိုတွားစစ်ဆေးလိုက်အောင်မယ်ဆိုကပြောလိုက်ပြီးအရင်ပြန်နေလဲရပါတယ်လို့ပြောလာကထွက်သွားလိုက်ပါတယ်ပန်းမြင်တွေစိုက်ထားတဲ့နေရာမှာလူတစုရှိနေပြီးဦးစန္ဒတာကရောက်လာကပန်းမြင်တွေပြည့်စည်နေတာကိုတွေ့လိုက်ရပြီးဦးစန္ဒတာလည်းဘယ်သူလောက်တာလဲလို့မေးလာပါတယ်အဲအချိန်မှာခူရိုကရောက်လာပြီးငါမြင်လိုက်တဲ့အဲကောင်တွေရန်ဖြစ်ရင်းပန်းမြင်တွေကိုတစားစီလှုပ်ပြလိုက်တာလို့ပြောလာခဲ့ပါတယ်ဦးစန္ဒတာလည်းသူနဲ့လူတို့စိုက်ထားတဲ့ပန်းတွေပြည့်စည်သွားလို့ဒေါသထွက်နေပြီးခူရိုကငါသူတို့ကိုရှင်းပြလိုက်ရမလားလို့မေးလာပါတယ်ဦးစန္ဒတာလည်းငါဘာသာလုပ်လိုက်မယ်ဆိုကပြောလာပြီးလူကူတိုလည်းပန်းမြင်တွေကိုလာကြည့်နေတဲ့အချိန်မှာပဲမောင်းနေတဲ့ကောင်တွေကိုတွေ့လိုက်ရပြီးလူကူတိုလည်းဘာဖြစ်တာလဲလို့မေးလာကပန်းမြင်တွေပြည့်စည်နေတာကိုတွေ့လိုက်ရတာကြောင့်ဦးစန္ဒတာလည်းအကောင်တွေလှုပ်လိုက်တာလို့ပြောလိုက်ကခူရိုလည်းဒါမှငါတို့ခေါင်းဆောင်ဆိုကဂျင်းနဲ့နေခဲ့ပြီးအဲအချိန်မှာဦးစန္ဒတာကလူကူတိုကိုချစ်မိနေပြီးဆိုကပြောလာခဲ့ပါတယ်ဒီလိုနဲ့ကိုတောင်ဟောင်းတစ်ခုစီကိုရောက်လာပြီးလူဆိုးတယောက်ကဦးမြင့်ရှိမှအဖွဲ့ထဲဝင်ရင်ပညာဆိုင်ရမယ်ဆိုကပြောလာတာကြောင့်ဦးစန္ဒတာလည်းချကျင်တာနဲ့တော်ပဲဆိုကစကားများနေတဲ့ကောင်ကိုကျူးပြန်တစ်ချက်ကျွေးလိုက်ပြီးလူဆိုးကောင်လည်းမောက်သွားတာကြောင့်နောက်ကရနေတဲ့ကောင်တွေကလည်းလန့်နေပါတယ်တစ်ဖက်မှာလည်းလူကူတိုကမိုးရိပ်ထဲမှာထိုင်နေကရန်နာကိုအေးမိမယ်လို့ပြောလိုက်ပြီးမဲ့ရန်နာကရပါတယ်ဆိုကပြန်ပြောလိုက်ပြီးလူကူတိုလည်းရန်နာကိုအကူအညီတောင်းလိုက်ပြီးဦးစန္ဒတာကိုလူဆိုးလေးတဲကနေကယ်တင်ဖို့အတွက်ကူညီပေးပါလို့ပြောလာပါတယ်ဒီလိုနဲ့ကိုတောင်ရှိရစီကိုပြန်ရောက်သွားပြီးလူဆိုးတွေကသူ့ရဲ့အဖွဲ့သားတစ်စိတ်ကိုပေးလာကဦးစန္ဒတာကိုဒါကမြန်းတွဲဆိုကပြောနေချိန်မှာကိုတောင်ထဲကိုလူကူတိုဝင်လာတာကြောင့်ဦးစန္ဒတာလည်းအောင်သွားပြီးလူကူတိုလည်းဆရာကြီးစိုက်နဲ့ဝင်လာပြီးမဲ့စောက်ကိုဖွင့်လိုက်ပြီးသူလေ့လာထားတဲ့အပြင်တွေရဲ့အကြောင်းကိုပတ်ပြနေတာကြောင့်လူစုတွေကလည်းနာကြီးနေဆိုကသူ့တပည့်တွေကိုလူကူတိုကိုစုံမဖို့အတွက်ပြောလိုက်ပြီးလာနေတဲ့ကောင်တွေကိုရန်နာကတယောက်ကိုတစ်ချက်နဲ့တိတ်နေတာကြောင့်နောက်ကကောင်တွေလည်းဒီကောင်မတော်တော်ကြမ်းပါလားဆိုကလန့်နေကြပါတယ်ခူရိုကလူကူတိုကိုပြေးထိုးလိုက်ကရန်နာကဝင်ကူညီခြင်းပေမဲ့လူဆိုးကောင်တွေကသူ့ကိုတားထားတာကြောင့်ဝင်မကူညီနိုင်ပဲဖြစ်နေရပါတယ်လူကူတိုကအဆက်မပြတ်ထုတ်ခံနေရတာတောင်စာဖတ်တာကိုမရသေးတာကြောင့်ထိုးနေတဲ့ခူရိုလည်းမောသွားပြီးလူကူတိုကဦးစန္ဒတာစီကိုပူရောင်တဲ့မျက်နှာနဲ့ရောက်လာပြီးခူရိုကဦးစန္ဒတာကိုလူကူတိုကိုထိုးလိုက်ဖို့ပြောလာတာကြောင့်လူကူတိုလည်းခူရိုကိုတိတ်နေဆိုကအော်လိုက်ပြီးခူရိုကလည်းသူ့နားမှာရှိတဲ့တန်ပိုက်လုံးကိုကောက်ယူကလူကူတိုကိုကောက်ရလိုက်ပြီးမဲ့ဦးစန္ဒတာကဝင်ခံလိုက်ပါတယ်အဲအချိန်မှာပဲလူဆိုးတွေကထက်ရောက်လာပြီးလူဆိုးတယောက်ကမြင်းတို့ပြေးလို့မလို့တော့ဘူးဆိုကပြေးလာနေချိန်မှာအပေါ်ကရေပန်းကနေရေတွေကျလာကဝတ်တုံးနဲ့ဘူမူကြီးကလည်းရောက်လာပြီးသူတို့ယူလာတဲ့ဘုံထဲကနေဖျောင်းရည်တွေကိုလောင်းချလိုက်ပါတယ်ဒီလိုနဲ့သူတို့တွေထက်ပြဖို့အတွက်ဘူမူကြီးကနောက်တကားစီကိုခေါ်လာပြီးအင်းနူးမာကလည်းနောက်မှာစောင့်နေတဲ့ကောင်တွေကိုရှင်းထားကဘူမူကြီးကနောက်ပေါက်ကနေထွက်ပြေးရအောင်လို့ပြောလာပြီးခူရိုကလည်းမြန်မြန်ထွက်ပြေးတော့ဆိုကပြောလာပါတယ်။ဦးစန္ဒတာကသူ့ကိုလာကူညီတဲ့အတွက်ကျေးဇူးတင်လိုက်ပြီးဝတ်တုံးကလည်းဒီလမ်းကပဲအထိဆက်ပြေးရအောင်မလဲလို့မေးလာကအင်းနူးမာကလည်းငါပဲသိမလဲဒီလမ်းကိုငါမှမသွားဘူးလားလို့ပြောလိုက်ရင်းနဲ့တပိုင်းပြီးသွားပါတယ်။သူငယ်ချင်းတွေကျွန်တော်ရဲ့ channel ကို like and subscribe လုပ်ပေးခဲ့ကြပါဦးဗျာ။